အခုတလောလူမှုကွန်ရက်စာမျက်နှာတွေထက်မှာလူပြောအများဆုံးဖြစ်နေတဲ့အနုပညာရှင်တယောက်ရဲ့မိသားစုအတွင်းရေးသတင်းလေးတစ်ခုအကြောင်းပြပြပေးကြပါမယ်။အဲ့ဒါကတော့ပရိသတ်ချစ်ခင်ရတဲ့လူရှင်တော်တရုတ်ဆောင်ဒါရိုက်တာဦးခင်လှိုင်တို့မိသားစုအကြောင်းပဲဖြစ်ပါတယ်ရှင်။အဆိုပါသတင်းနဲ့ပတ်သက်ပြီးငိုးနတ်မင်းသတင်းဆောင်ကနေနောက်ဆုံးရရှိထားတဲ့အနုပညာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကိစ္စဟာပြီးခဲ့တဲ့ဒီဇင်ဘာလနောက်ဆုံးပတ်မှာသမီးဖြစ်သူသဇင်ထူးမြင့်ရဲ့ကွန်မန့်တစ်ခုကနေတဆင့်စတင်ပြီးကြရထားခဲ့တာပါမိသားစုပုံတွေထဲမှာအကိုအကြီးဆုံးကိုဘာလို့မတွေ့ရတာလဲဆိုတဲ့ပရိသတ်တဦးရဲ့အမေးကိုသဇင်ထူးမြင့်ကအမွေဖြတ်လိုက်ပြီလို့ပြပြတသားတုံ့ပြန်ခဲ့ရကနေကောလာဟာလာတွေအမျိုးမျိုးထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်သတင်းတူဖြတ်တဲ့ page တချို့ကတော့ဦးခင်လှိုင်ဟာငွေမတ်တဲ့သူဖြစ်လို့တားဖြစ်သူကဆင်းရဲတဲ့ main ကလေးနဲ့ယူတာကိုမကျင်တဲ့လို့အမွေဖြတ်တာဆိုပြီးပုံကိုရေးတိုက်ခိုက်တဲ့ပုံစံမျိုးတွေရေးသားခဲ့ကြပါတယ်ဒီပေါ်မှာတော့ဦးခင်လှိုင်ကိုယ်တိုင်ကစိတ်မကောင်းဖြစ်ရတယ်လို့ပြည်သက်တွေအထင်မြင်မမားစီဖို့အတွက်အမှန်တရားကိုပြပြတသားရှင်းလင်းချက်ထုတ်ပြန်လာခဲ့ပါတယ်အဲ့တော့အခုလူတွေကထင်နေတာကျွန်တော်သားကျွန်တော်ငွေမဲ့လို့အဲ့ကောင်မလေးနဲ့မပေးစားပဲနဲ့ကျွန်တော်အမွေဖြတ်လိုက်တယ်ဆိုမဟုတ်ဘူးဗျကြောင်းမြန်ဖြစ်နေတာကျွန်တော်ချွေးမလေးနဲ့စုမော်အောင်နဲ့ကျွန်တော်မှမြင်းနှစ်ယောက်ရှိပါတယ်ဦးခင်လှိုင်ရှင်းပြတာကတော့အမွေဖြတ်ရတဲ့အဓိကအကြောင်းရင်းဟာငွေကြေးကြောင့်လုံးဝမဟုတ်ပဲတားဖြစ်သူရဲ့အိမ်တော်ရေးဖောက်ပြန်မှုကြောင့်ဖြစ်ပါတယ်။တားဖြစ်သူကကလေးနှစ်ယောက်ရပြီးတဲ့နောက်မှာအကြိမ်ကြိမ်ဖောက်ပြန်ခဲ့ပြီးနောက်ဆုံးမှာတော့ဖောက်ပြန်တဲ့အမျိုးသမီးနောက်ကိုလိုက်သွားခဲ့တာပါ။ဒီလောက်ရဟာအိမ်တော်ဦးစီးတယောက်အနေနဲ့တာဝန်မကျေတဲ့အပြင်ဇနီးနဲ့ကလေးတွေပေါ်မှာလည်းအလွန်နစ်နာစေခဲ့တာဖြစ်ပါတယ်ရှင်။ဒါကြောင့်ဦးခင်လှိုင်တို့ဇနီးမောင်နှံကတားရင်ကိုဆွတ်လွတ်လိုက်ပြီးကြံရင်သူချွေးမလေးကိုတနာတာရောမီးလေးတွေရဲ့ရှေ့ရေးအတွက်ပါထည့်သွင်းစဉ်းစားပြီးချွေးမဖြစ်သူကိုအမွေစားအမွေခံသမီးရင်းဖြစ်တရားဝင်မွေးစားလိုက်တာဖြစ်ပါတယ်အဲ့ညီလေးနဲ့ဆိုလို့ကျွန်တော်ချွေးမကျွန်တော်မိသားစုနဲ့အတူတူရှိပါတယ်ကျွန်တော်ချွေးမလေးကိုကျွန်တော်အမွေစားအမွေခံသမီးအဖြစ်ပြန်မွေးစားလိုက်ပြီးတော့ကျွန်တော်သားအကြီးကောင်ကျွန်တော်အမွေဖြတ်လိုက်ရပါဒီမှာရေးထားတာနာမည်လည်းသူတို့တရားလည်းမသိဘူးနေရလောလောဆယ်မှာချွေးမနဲ့မီးလေးတွေဟာဦးခင်လှိုင်ရဲ့အိမ်မှာပဲမိသားစုဝင်တွေအဖြစ်ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြသလိုမီးတွေရဲ့လိုအပ်ချက်မှန်သမျှကိုလည်းဦးခင်လှိုင်ကပဲတာဝန်ယူပေးထားတာပါ။တားရင်ကိုအမွေဖြတ်တယ်ဆိုတာမိဘတိုင်းအတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ပေမဲ့အိမ်တော်ရေးဖောက်ပြားမှုကိုလက်မခံတဲ့ဦးခင်လှိုင်ရဲ့စိတ်ဓာတ်ကြောင့်ပြည်သက်တွေကအမှန်တရားဘက်ကယက်တည်ပေးတဲ့ဖခင်ကောင်းဆိုပြီးချီးကျူးနေကြပါတယ်။ဦးခင်လှိုင်ကလည်းအခြေအနေမှန်ကိုမသိပဲမိသားစုကိုတိုက်ခိုက်နေသူတွေကိုမသိရင်မပြောကြဖို့နဲ့အမှန်တရားကိုသိစေချင်လို့ရှင်းပြရတာပါဆိုပြီးသူ့ရဲ့ရင်တွင်းစကားကိုညီကုန်းချုပ်ပြောကြားခဲ့ပါတယ်ဟုတ်ကဲ့ကျွန်တော်ငွေမဲ့ပါလေခင်ဗျကြီးရနော်သူများအကြောင်းကမသိရင်မပြောပါနဲ့ခင်ဗျစိတ်တွေအကုန်လုံးရှော့ချလာပါဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့မွန်းနတ်မင်းသတင်းဆောင်ကနေနောက်ဆုံးရရှိထားတဲ့အနုပညာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပရိသတ်ကြီးလည်းမိမိတို့ရဲ့ထင်မြင်ချက်တွေကို comment မှာလွတ်လပ်စွာဆွေးနွေးနိုင်ပါတယ်နောက်ထပ်သတင်းတွေမှာပြန်တွေ့ကြမယ်နော်ကျမကတော့ထပ်တီပါ